ကိုစမွေကျောင်းကဘက်ကောင်လေးအချောင်လိုက်လည်းမသိဘူးမင်းတို့ပြောတော့ပါလဲ6လပိုင်း9လပိုင်း10လပိုင်း9လပိုင်းဆိုရင်လူစီစဉ်ဆိုအဲ့သက်ပါတယ်ဆိုဘယ်ရလားငါတို့ဆိုင်မှာအခုอ่ะကွယ်တရက်မကိုမလို့ရဘူးချေလို့တရက်လာလဲကျွဲလို့နော်လို့လို့နှစ်ရက်လာလဲခွေးလို့နော်လို့လို့တစ်ချေလို့မင်းပြောတော့လို့စီစဉ်ဆိုဒီချေတဲ့လို့စီစဉ်ဆို6လ9လ10လ9လလို့စီစဉ်ဆိုဘယ်မှာလဲငါတို့ဆိုင်မှာဘယ်နေရာမှာလို့ရတရက်မကိုမလို့ရဘူးချက်မပြောနဲ့အမချောင်းနဲ့မင်းနဲ့ကော်တယ်မဟုတ်တော့ဘူးကွာအဲ့ဒီအဲ့တွေကလည်းစားဖို့ဆိုင်မရှိတော့ဘူးလားမသိဘူးအဲ့လေကကျွေးနေတာကြားနေတာပဲကွာလာမျိုးဆုံးနေကြတာတခါကျရင်အိမ်တော်ဝင်ဖို့တော့အိမ်တော်မအောင်တကယ်ဒီကောင်ကြီးကွာဘယ်နာလိုးတာလဲလာကြည့်အိုးဆိုင်မှာလဲတရက်မှမလို့ရဘူးတရက်မှမလို့ဘူးနော်ဘယ်ရတော့လို့ချင်းလဲကွာစဉ်းနေလိုက်တာမင်းတို့ပြောတာလို့ချင်းဆိုဒီချေအသက်ပါတယ်ဆိုလူမခေါ်ဘူးဆိုဘာလဲငါတို့တရက်မှမလို့ရဘူး